ဒီနေ့လေးကတော့အာလူနဲ့ကြက်ဥပြုတ်ကိုရေချစီကြလေးချက်ပါမယ်ချီလေးချောင်းစားမစားတဲ့သူတွေအတွက်လည်းအဆင်ပြေတဲ့ဟင်းလေးတစ်ခွက်ပါဒါတော့ပါဝင်ပစ္စည်းလေးတွေကိုကျွန်မပြင်ဆင်ထားရပေါ့နော်ကြက်ဥပြုတ်ကိုတော့ကျွန်မ3လုံးသုံးထားပါတယ်ပြီးရင်စားလေးနဲ့အလင်းလေးနဲ့တသားမုံလေးရယ်ပြီးရင်တော့စနွန်လေးနဲ့ကျွန်မအဝချက်ကလေးပဲချက်ပါမယ်ထုံးစံအတိုင်းပဲကျွန်မ CO ကိုအရင်တည်လိုက်မယ်ပေါ့နော်ပြီးရင်တတော်ဖြူလေးပြီးရင်တော့ကျွန်မစနွန်လေးနဲ့စီတက်ပါမယ်ပြီးရင်တော့ကျွန်မတုံးထားတဲ့အာလူလေးတွေထည့်ပြီးတော့နှမ်းဆက်အောင်လုပ်မယ်ပြီးရင်ဒါဗလာလေးလည်းထည့်ပြီးမှုရပေါ့နော်ပြီးရင်တော့အာလူလေးနဲ့ပို့တော့ကျွန်မရေလေးတုံးထည့်ပါမယ်ဒီကျက်အေးလေးတုံးရင်တော့ပို့ပြီးချက်တဲ့နေရာမှာအဆင်ပြေပါတယ်ပြီးရင်တော့ကျွန်မချမဲ့ရေနဲ့ကြိုက်နေအောင်လို့ပေါ့နော်ရေလေးထပ်ထည့်မယ်ပြီးရင်တော့ကျဲဥလေးတွေကိုအရသာဝယ်ဖို့အတွက်လည်းကျွန်မကျဲဥပြုတ်ထားတာလေးစိတ်ထားလေးထည့်လိုက်ပါမယ်ပြီးရင်တော့ကျွန်မအရသာအပေါ်ကလေးကြီးကြည့်မယ်ကိုချခြင်းရဲ့ရေအဖြစ်ဘာနာလောက်ကျန်ပြီဆိုရင်တော့ရပြီပေါ့နော်ဒီလိုလို့ရပါပြီဒါကတော့ကျဲဥနဲ့အာလူနဲ့ရေချစီချဟင်းလေးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်